ဒါဆိုရင်တော့မမေးနဲ့လေမမေးနဲ့လေ မေးလိုက်တာနဲ့တည်းပဲအရန်ဖြည့်ချင်လို့ အဲ့တော့နားထောင်ပေးမယ်ဘာကိုပြောမှလဲပြော ဘာလို့ပြောမှာအခုနပဲရှင်းရ Facebook ကိုဖွင့်တယ်လေ Facebook မှာဖွင့်တော့ရှင်းဟိုသဘောကျတယ်လေဗာလေတအိမ်ထဲမှာတဲ့မင်းကလေး3ယောက်အတူတူနေမင်းလေး3ယောက်နဲ့အတူတူနေကြမယ်ဆိုရင်တဲ့ရှင်နေမှာလားတဲ့ကြိုက်မှာလားဆိုတော့အဲ့ဒါကိုရှင်းကြည့်ပြီးသဘောတွေကြားတယ်အရန်ပြောချင်လို့ဗီဒီယိုတော့ပေါ့ရိုက်ပြီးတော့မှပြောချင်တယ်မလား မဟုတ်ဘူးအဲ့ဒါဗီဒီယိုလေ Facebook ဗီဒီယိုလေသူတို့ဗီဒီယိုရိုက်တာကြည်တာလေအဘာပြောမလို့လဲမိမဘာပြောမလို့လဲဒါ ဘာပြောမလို့လဲဆိုတော့တကယ်တော့ဝီလျံပါရတယ်လို့တိုင်ထဲမှာလို့မိန်းကလေး3ယောက်နဲ့အတူတူနေရမယ်ဆိုရင်အရန်လက်ခံမှာလားမသိဘူးရမ်းကြိုက်မှာလားမေးကြည့်တာ ဒါတော့တကယ်လို့မိမပေါ်မှာမူတည်တာပေါ့တကယ်လို့မိမလက်ခံတယ်ဆိုရင်တော့အဲ့ဒါတော့စဉ်းစားစရာပေါ့ လက်မခံဆိုရင်ရောလို့ လက်မခံဘူးဆိုရင်တော့မိမလက်မခံဘူးဆိုရင်တော့လက်မခံဘူးပေါ့ဒါပေမဲ့လက်ခံတယ်ဆိုရင်တော့လက်ခံပြီးမှပြောနေတယ်ဆိုရင်တော့လေအဲ့ဒါတော့ လက်ခံပြီးမှပြောတာ ယောက်ျားလဲယောက်ျားလဲနည်းနည်းစဉ်းစားရမှာလေတကယ်လို့လက်ခံတင်လားမိမရှိတဲ့ဒါနဲ့မင်းကလေး3ယောက်နဲ့အတူတူနေကြမယ်ဆိုရင်တော့မိမလက်ခံနေဆိုရင်တော့ယောက်ျားလဲနည်းနည်းစဉ်းစားရမှာပေါ့လက်ခံပြီးသားဆိုတော့စဉ်းစားရမှာပေါ့ မိမလား မိမလက်ခံပြီးသားဆိုရင်တော့လေနည်းနည်းစဉ်းစားရမှာပေါ့ ဟုတ်ပြီမိမလေလက်ခံပြီးသားလည်းမရှိဘူးဘယ်တော့မှလည်းလက်ခံမှာလည်းမဟုတ်ဘူး ဘာလို့မေးတာလဲဒါဆိုရင်တော့ဘာလို့မေးတာလဲ ရှင်းပြီလား ဘာလို့မေးတာလဲဒါဆိုရင်တော့မမေးနဲ့လေ ရုပ်ကပေါ်နေပြီ အရန်ဖြီချင်လို့မဟုတ်ဘူးပြောစရာရှိလို့ပြောလို့အဲ့ဒါကြောင့်တကယ်လို့မိန်းမ3ယောက်နဲ့တူတူနေမယ်ဆိုရင်တော့တဲ့အဲ့ဒါမိန်းမ လက်မိမ3ယောက်နဲ့အတူတူနေမယ်ဆိုရင်ဝီလျံပါကြိုက်လားမကြိုက်ဘူးလားလို့မေးကြည့်တာ ကြိုက်လားမကြိုက်ဘူးလားဆိုတာထက် မေးကြည့်တာ ဆိုတာထက်မိန်းမသဘောတူလားဆိုတာရေစုံမေးမလေးဒါ ဟုတ်ပြီကျမသဘောမတူပါဘူးရှင် အေးသဘောမတူလို့ရှိမပြောနေတော့နော်တကယ်လို့သဘောတူတယ်ဆိုရင်တော့လေဝီလျံတကယ်ယောက်ျားနဲ့စဉ်းစားရမှာလေတညလုံးစဉ်းစားရအောင်မှာဒါတော့မှာ ဒါရင်တော့ကြည်ကြမင်းကလေးတွေဒီလိုပဲမိန်းမတွေက ယောက်ျားတွေကလည်းကြည့်လိုက်လေလက်ခံမယ်ဆိုတော့ရုပ်ကြီးနဲ့လက်မခံအောင်လည်းရုပ်ကြီးတင်တိတာ ပြောနေတော့ဒါပဲ